အနမ်းနဲ့ရင်တအိမ်လုံးကိုဆွဲဆောင်နေတဲ့ဘဲဥငတ်ပြရဲ့ချက်လေးချက်ပြလိုက်ပါရရှင်။အိုးပူလာရင်စီထည့်ပြီးကြက်သွန်ဖြူနီကိုနနွင်းနဲ့စီတက်ပါမယ်။စီကိုတော့ရွှေအုံမြေပဲစီတန့်ကိုသုံးထားပါတယ်။ရွှေအုံမြေပဲစီကအရေးသွေးကောင်းတဲ့မြေပဲတွေကနေပြီးတော့ထုတ်လုပ်ထားတာမလို့အရသာစိမ့်စိမ့်လေးနဲ့မြေပဲနဲ့တင်းတင်းလေးကိုရစီပါတယ်။ကြက်သွန်ညိုးလာပြီဆိုရင်တော့အယောင်တင်နဲ့ငရုတ်ကြမ်းမုံလေးထည့်လိုက်ပါမယ်။စွန်းကြောက်ထောင်းထားတာလေးတွေလည်းထည့်ပါမယ်။ငံပြရည်နဲ့အချိုမုံထည့်လိုက်ပါမယ်။ပြီးရင်တော့ဘဲဥအချမ်းလေးတွေထည့်လိုက်ပါမယ်။ရွှေအုံမြေပဲစီကိုအကောင်းဆုံးလုံးကျော်လုံးတန့်မြေပဲဆန်များကိုသာရွေးချယ်တန်းဆင်ပြီးထုတ်လုပ်ထားလို့100%မြေပဲစီစစ်စစ်ဖြစ်တာကြောင့်ကျန်းမာရေးနဲ့ညီညွတ်ပြီးယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။ဘဲဥတွေကိုအရသာဝင်အောင်လို့ရေအနှဲငယ်ထည့်လိုက်ပါမယ်။ပွက်လာပြီဆိုရင်မကြီးရည်လေးထည့်လိုက်ပါမယ်။စီပြန်လာပြီဆိုရင်တော့အရသာထိမိနေတဲ့ဘဲဥငံပြရဲ့ချက်လေးရပါပြီရှင်။သူနဲ့တွဲစားဖို့အရန်လိုက်ဖက်တဲ့တိုးစရာအစုံလေးနဲ့ပဲဂရီပါပြုတ်လေးကိုလည်းတုပ်လိုက်ပါတယ်။ပဲပြုတ်ထဲကိုကြက်သွန်ပါပါလေးရဲ့စားအနှဲငယ်နဲ့ရွှေအုံမြေပဲစီမှုမွေလေးဆန်းလိုက်ရင်တော့စိမ့်စိမ့်လေးနဲ့စားလို့ကောင်းတဲ့ပဲပြုတ်တုပ်လေးရပါပြီ။စောင့်ထီကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်။